โอเคงี้DEP ကကျွန်တော်ရှောက်တဲ့ခါမှာ2မျိုးရှိတယ်တစ်မျိုးကပြပမှာဒီလူကကြောင်းတက်နေစေဖြစ်ရမယ်เนาะတကယ်သူတက်နေစေဆိုတော့ပြပကကြောင်းသားတူကစလုံးမှာခဏလေးဒီ training လာစင်းတဲ့ပုံစံမျိုးနဲ့ရှောက်လို့ရတယ်ဆိုတော့အဲ့ဒီကြောင်းသားဒီဘွဲ့ရဆိုရဟာထက်ကြောင်းတက်နေစေကြောင်းသားဖြစ်ရမယ်သူ့နိုင်ငံမှာကျွန်တော်စလုံးမှာခဏလေး training လာစင်းတဲ့ပုံစံမျိုးနောက်တစ်ခုကစလုံးမှာ company တစ်ခုရှိတယ်အဲ့ဒီ company ကဥမာကျွန်တော်မြန်မာပြည်မှာသူတို့ကရုံးခွဲလာဖွင့်နေထားလိုက်အဲ့ရုံးမှာလုံနေတဲ့သူတို့ဒီစလုံးရုံးခွဲမှာမြန်မာပြည်မှာရှိတဲ့ရုံးခွဲမှာလုံနေတဲ့လူတအုပ်ကိုရှောက်ပြီးတဲ့သဘောမျိုးဒီ training လာစင်းတဲ့စလုံးမှာခဏလေး training လာစင်းတဲ့ပုံစံမျိုးနဲ့သူတို့က2မျိုးပဲရှောက်လို့ရတယ်ကျွန်တော်ငယ်လေးသဘောပေါက်ပြီနော်